Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ Grant ကနေပြန်တင်တဲ့ကြောင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့အရင်သင်ခန်းစာမှာကျွန်တော်တို့ Pairwise operator အကြောင်းပြောခဲ့တယ်အဲ့တော့ဒီသင်ခန်းစာမှာဆိုလို့ရှိရင်ကျွန်တော် Pairwise operator အကြောင်းပြောမှာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာဒီ Python programming ရဲ့ lesson 90 Pairwise operator အကြောင်းဖြစ်ပါတယ်အဲ့တော့ Pairwise of ဒီကျွန်တော်တို့ဒီမှာအရင်သင်ခန်းစာလိုမျိုးပဲကျွန်တော်ဒီလိုမျိုးလေးလုပ်လိုက်မယ်h ရှိမယ်ဒီမှာ y ရှိမယ်ပြီးရင်သူတို့နှစ်ခုဒီလိုမြင်အောင်ဆွဲချလိုက်မယ်ဒီကောင်ဒီ hy ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကောင်0 0 1 1ပေါ့နောက်တစ်ခုကျတော့ကျွန်တော်ဒီ color ချိန်လိုက်မယ်ဒီကောင်ဒီ0 1 0 1ပေါ့ဟုတ်ပြီနော်အဲ့တော့သူတို့ရဲ့ output လေးလို့ကျွန်တော်သူတို့ output ကိုကြာတော့အနေရောင်နဲ့ပြလိုက်ဟုတ်ပြီ0 0ဆိုလို့ရှိရင်သူ output ဒီ0ပဲထွက်မယ်0 1ဆိုလို့ရှိရင် or operator ဖြစ်တဲ့အတွက် or เนาะနှစ်ခုမဟုတ်တစ်ခုတည်းကတစ်ခုမှန်ရပြီအဲ့တော့ဒီကောင်ဒီ1ထွက်မယ်1 0ဒီလည်း1ထွက်မယ်ဟုတ်ပြီเนาะအဲ့တော့1 1ဒီလည်း1 1ဒီလည်း1ပဲထွက်မှာဖြစ်ပါတယ်ဒါဒီ Pairwise or operator ဖြစ်ပါတယ်ဟုတ်ပြီเนาะဟုတ်ပြီအဲ့တော့ကျွန်တော် code အနေနဲ့စပြီးရေးကြည့်အောင်အဲ့တော့ a equal to ကျွန်တော်တို့ထုံးစံတိုင်းမယ်ဒီကောင်60လို့ပေးလိုက်မယ် b equal to 13လို့ပဲကျွန်တော်တို့ပေးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ b equal to 13အဲ့တော့ c equal to 0ပေါ့ထုံးစံတိုင်းအဲ့တော့ c ဒီ a or b ပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီမှာ pri အဲ့တော့ဒီမှာ Pairwise of ဒီကျွန်တော်ဒီကောင်အောင် rename က .py ဆိုကျန်ခဲ့တယ် py ပေါ့သူက extension ကျန်ခဲ့တယ်ဒီမှာအရောင်တွေမပြောင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ print ဒီမှာPairwise or okay ဒီမှာ comma c ပေါ့ဟုတ်ပြီနော် control s နှိပ်မယ်ကျွန်တော် program လေးကို run ကြည့်အောင်အဲ့ py-1 python 9061ထွက်တယ်ဟုတ်ပြီနော်61 60နဲ့73နဲ့ or operation လုပ်ခြင်းဒီ61ထွက်လာတယ်ဟုတ်ပြီအဲ့တော့ဒီကောင်ဘာလို့61ထွက်လဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်တွက်ကြည့်အောင်အဲ့တော့60ဒီအဲ့တော့60ကိုကျွန်တော်တို့ဒီမှာ60ဒီကျွန်တော်တို့ခုနကတော့တစ်ခေါက်တွက်ခဲ့တယ်အဲ့တော့သူ့ရဲ့ output ဒီ60ဒီ8 bit representation နဲ့ကြည့်မယ်ဆိုလို့ရှိရင်0 1 1ပြီးလို့ရှိရင်1 1 0 0ဒါဒီ60ဟုတ်ပြီနော်အော်73ဒီလဲကျွန်တော်တို့ခုနတွက်ခဲ့ပြီးသား73ဒီလဲ1101တို့8 bit representation ဖြစ်အောင်ဒီရှိကနေပြီးတော့0လေးလုံးဖြည့်ပေးလိုက်မယ် okay အဲ့တော့သူတို့ကိုကျွန်တော်တို့အခုဒီတစ်ခေါက်ကဘာလုပ်မှာလဲဆိုတော့ or operation မဟုတ်ဘူးเนาะ or operation လုံးမှာ0နဲ့1ဒီ output အနေနဲ့1ပဲထွက်မယ်0 0ဒီ0ပဲထွက်မယ်1 1ဒီ1ပဲထွက်မယ်1 1ဒီ1ပေါ့ဟုတ်ပြီเนาะ1 0ဒီလဲ1ပဲ1 0ဒီလဲ1ပဲထွက်မယ်0 0ဒီ0 0ပေါ့အဲ့တော့သူ့ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တစ်လေးလုံး1 1 1 1 0 1ဟုတ်ပြီเนาะ1 1 1 0 1တစ်လေးလုံးเนาะတစ်လေးလုံးကိုကျွန်တော်တစ်ချက်လောက်သွားပြီးတော့စစ်ကြည့်အောင်sorry ဒီမှာ1101ဟုတ်ပြီเนาะဒီမှာ binary ကနေ decimal convert လုပ်ကြည့်လိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီမှာ61ထွက်တယ်အဲ့တော့ကျွန်တော်တို့ခုနပိုင်းသုံးမှာကျွန်တော် run လိုက်တဲ့အချိန်မှာအဖြေဒီ61ထွက်လာတယ်အဲ့တော့ဟုတ်ပြီကျွန်တော်နောက်ထပ်နည်းနည်းလေးထပ်ပြီးစမ်းကြအောင်ဒီကောင်ကိုကျွန်တော်တို့15ပေါ့15ပေးလိုက်မယ်ဒီကောင်ကိုကြတော့16ဆိုပြီးပေးလိုက်မယ်ဟုတ်ပြီเนาะ control s နှိပ်မယ်ကျွန်တော် program လေးပြန်ပြီး run ကြည့်အောင် okay output ဒီ31ပြန်ပြီးပေးလာတယ်ဟုတ်ပြီအဲ့တော့15နဲ့16ကိုကျွန်တော်ဒီမှာတစ်ချက်သွားပြီးတွက်ကြည့်ကြည့်မယ်အဲ့တော့15နဲ့16အတွက်ဆိုရင်အဲ့တော့15နဲ့9ဒီ14ဆိုတော့အကျွင်းဒီ1ကျန်မယ်အဲ့တော့2 3ဒီ6အကျွင်းဒီ1ကျန်မယ်2တက်လီ2ပေါ့အကျွင်းဒီ1ကျန်မယ်1 1 1 1မှာ1လေးလုံး1နဲ့3 4 8 bit representation နဲ့ကြည့်မယ်ဆိုရင်ရှေ့က0လေးလုံးထပ်ထည့်ပေးလိုက်ဒါဆိုလို့ရှိရင်ဒီကောင်ဒီ8 bit ဖြစ်သွားပြီ okay အဲ့တော့16အတွက်ကြတော့16ကိုကျွန်တော်တို့သွားကြည့်အောင်16အဲ့တော့2 8လီ16အကျွင်းဒီ3ည
အတော်2လေးလီ8အကျွင်းဒီလဲ3ညပဲအတော်2နဲ့လီ4အကျွင်းဒီ3ညပဲအတော်2တက်လီ2အကျွင်းဒီ3ညဟုတ်ပြီနော်အတော်ဒီကောင်ဒီ1000ပေါ့အဲ့တော့1နောက်မှာ0လေးလုံးရှိပြီအတော်ဒီမှာ1နောက်မှာ0လေးလုံးထည့်မယ်ဟုတ်ပြီဒီကောင်ဒီဒီရှေ့မှာ3ည3လုံးထည့်လိုက်အဲ့တော့ဟုတ်ပြီဒီကောင်လို့ကျွန်တော်တို့ operation တစ်ချက်လုပ်ကြအောင်1ဒီကောင်ဒီလဲ1ရမယ်ဒီကောင်ဒီလဲ1ရမယ်ဒီကောင်ဒီလဲ1ရမယ်ဒီကောင်ဒီလဲ1ရဟုတ်ပြီနော်ဒီရှေ့ကတော့ကျွန်တော်0အဲ့တော့1စုစုပေါင်း9တော့1အဲ့တော့1စုစုပေါင်း9လုံးဒီတကယ်မှန်လားဆိုတော့ကျွန်တော်ဒီမှာတစ်ချက်သွားပြီးကြည့်ကြအောင်1 2 3 4 5ပေါ့အဲ့တော့ sorry ဒီမှာ1 2 3 4 5ပေါ့31ရဟုတ်ပြီနော်31ရတယ်ကျွန်တော်တို့ခုနအဖြေဘယ်လောက်ရခဲ့ရလဲ okay 31ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ pairwise or operation လုပ်ခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်ထပ်သင်ခန်းစာတစ်ခုအနေနဲ့pairwise not လို့လည်းပြောဒါမှမဟုတ်သူ့ one complement လုပ်တယ်လို့လည်းပြောဟုတ်ပြီနော်သို့တော့သင်္ကေတလေးရောက်ဒီလိုပုံစံမျိုးလေးဘယ်လိုပဲပြောဒီလိုပုံစံမျိုးလေးပါလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုနည်းနဲ့တွက်ထုတ်မလဲဘယ်လိုနည်းနဲ့ output ထွက်လာမလဲဆိုတော့ကျွန်တော်တို့သိရမယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာသူ့ကိုရေးတဲ့ပုံစံကဒီကောင်လေးတွေဖြတ်လိုက်လို့ရပြီအဲ့တော့ကျွန်တော်တို့ကိုဒီလိုပုံစံမျိုးလေးရေးလိုက်မယ်30ပေါ့ဟုတ်ပြီနော်ဒီမှာဒီကောင်လာပြီးတော့ A ဆိုပြီးရေးလိုက်မယ်control S နှိပ်မယ်ကျွန်တော် program လေး run ကြည့်အောင် okay ဒါဆိုလို့ရှိရင်ဒီမှာ7ထွက်လာတယ်ဟုတ်ပြီနော် -11 ထွက်တာနော်ရိုးရိုး7မဟုတ် -11 ဆိုပြီးထွက်တယ်အဲ့တော့သူ့မှာကျွန်တော်တို့ပုံသင်နည်းလေးတစ်ခုရှိရဘယ်လိုပုံသင်နည်းလေးဆိုတော့အဲ့တော့တကယ်လို့သူ့ကိုဥမာ A equal to ဒီလိုသာ30သာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်သူကဘယ်လိုပုံစံမျိုးလဲဆိုတော့သူ့ရဲ့ output အနေနဲ့ဘယ်လိုပုံစံမျိုးထွက်မလဲဆိုတော့သူကရှေ့ကနေ minus လေးခံပေးလိုက်မယ်ပြီးလို့ရှိရင်သူက A + 1ပေါ့ဒါသူ့ရဲ့ပုံစံမျိုးလေးဟုတ်ပြီနော်အဲ့တော့ဒီရှေ့မှာတော့ minus ပါတယ်နော် minus A + 1ဟုတ်ပြီအဲ့တော့ဒီအတိုင်းတကယ်ထွက်လာဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြအောင်10ပေါ့အဲ့တော့10ရဲ့ကျွန်တော်တို့ binary အကြောင်းကျွန်တော်တစ်ချက်အရင်ဆုံးသိဖို့လိုမယ်10ပေါ့အဲ့တော့10ဒီဘယ်လောက်ဖြစ်မလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင် sorry 10အဲ့တော့25လီ10အကျွင်းဒီ3ည2လီကျွန်တော်ဒီမှာတစ်ခုချင်းစီတွက်ပြနေခြင်းဒီဒီ beginner တွေတခြားနားလည်အောင်ဖြစ်ပါတယ်2လီလေးဒီမှာဆိုလို့ရှိရင်1အဲ့တော့2တက်လီ2 3ညပေါ့အဲ့တော့1010ဟုတ်တယ်နော်1010အဲ့ကောင်ကိုကျွန်တော်ဘာလုပ်မှာလဲဆိုတော့1ပေါင်းမှာဟုတ်ပြီနော်အဲ့တော့1ပေါင်းမှာဆိုတော့ဒီမှာ1ကလေးရေးလိုက်မယ်1ပေါင်းထည့်လိုက်မယ်အဲ့တော့0နဲ့1နဲ့ဒီ1ပဲပေါ့ရှေ့က1011011ဟုတ်ပြီနော်1011ကိုကျွန်တော်တစ်ချက်သွားရှာကြည့်ကြရအောင်ဒီမှာ1011ပေါ့ကျွန်တော် convert တစ်ချက်နေလိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီမှာ11ရပြီအဲ့တော့ကျွန်တော်တို့ခုနရေးတဲ့ဒီပုံသင်နည်းလေးဒီမှန်တယ်အဲ့တော့1011ပေါ့ဟုတ်ပြီနော်1011ဒီ11ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ -11ကိုပြန်တော့ကျွန်တော်တို့ပြန်ပြီးရခြင်းဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့အခုဆက်ပြီးတော့ 1s complement 2s complement လုပ်ခြင်းကြောင်းအနည်းငယ်နည်းနည်းရှင်းပြခြင်းပါသေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်ပိုင်းသင်ခန်းစာတွေမှာလေ့လာမယ်ဆိုလို့ရှိရင်ဒီ 1s complement 2s complement ကြောင်းတခြားသိထားမယ်ဆိုလို့ရှိရင်လေ့လာတာအရင်အဆင်ပြေတယ်။ဟုတ်ပြီနော်။အဲ့တော့ကျွန်တော်တို့ခုနကတော့ထားပါတော့ကျွန်တော်တို့ခုန10ကိုကျွန်တော်တို့ 2s complement လုပ်မယ်ပေါ့အဲ့တော့ 2s co1 ပြန်2 complement လုပ်မယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီ2 complement လုပ်ခြင်းဒီဘယ်လိုနေရာမျိုးတွေမှာအသုံးဝင်လဲဆိုတော့ဥပမာကျွန်တော်တို့ဟိုဒီအောက်ထဲမှာ1001နဲ့ကြည့်မယ်ဆိုလို့ရှိရင်အပေါင်းကနေအနှုတ်ပြောင်းခြင်းနဲ့ 2s complement လုပ်တယ်အနှုတ်ကနေအပေါင်းပြောင်းခြင်းနဲ့ဆိုလို့ရှိရင်လည်း 2s complement လုပ်ပါတယ်အဲ့တော့ 2s complement လုပ်တယ်ဆိုတာဘာလဲပေါ့အဲ့တော့သူ့ကိုဘယ်လိုနေရာမှာသုံးလဲဆိုတော့အပေါင်းကနေအနှုတ်ပြောင်းခြင်းတာမျိုးသုံးဖို့အနှုတ်ကနေအပေါင်းပြောင်းခြင်းတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်ဒီ 2s complement ကိုသုံးတယ်အဲ့တော့သူ့အကြောင်းလို့ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်အဲ့တော့10ဆိုတဲ့ဒီ10ပေါ့10ကိုကျွန်တော်တို့ 2s complement လုပ်မယ်အဲ့တော့ 2s complement လုပ်မယ်ဆိုလို့ရှိရင်သူ့ကိုအရင်ဆုံးကျွန်တော်တို့ binary ပြောင်းပေးရမယ် binary ကကျွန်တော်တို့ခုနပြောင်းလိုက်တယ်ဘာလဲဆိုတော့1010ပေါ့ဟုတ်ပြီနော်အဲ့တော့1010ကိုကျွန်တော်တို့အရင်ဆုံးဘာလုပ်ရမလဲဆိုတော့အရင်ဆုံး
သူ့ကိုကျွန်တော်တို့ invert လုပ်ပြရမယ်အရင်ဆုံး 1s complement မှာဘာလုပ်လဲဆိုတော့ invert လုပ်ပြတယ်ဟုတ်ပြီနော် invert လုပ်ပလိုက်မယ်ဆိုတော့သူ့ value ဒီ0101ဖြစ်သွားမယ်ဟုတ်ပြီနော်ဒီကောင်ဖြတ်လိုက်မယ်အကောင်မှာကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့1ပေါင်းမှာဟုတ်ပြီနော်1ပေါင်းတဲ့နေရာဒီဘယ်နေရာလဲဆိုတော့ဒါဒီ 2s complement လုပ်ခြင်းလို့ဆိုလိုခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်1ပေါင်းမဲ့1နဲ့ဒီ10ပေါ့0ရေးခဲ့မယ်ဒီပေါ်မှာ1သွားမယ်10ဆိုလို့ရှိရင်ဒီမှာ1ပေါ့ဒီကောင်ဒီ01ပေါ့ဒါဆိုလို့ရှိရင်ဒါ 2s complement လုပ်လို့ရလာတဲ့အဖြစ်ငကိုတော့ကဒီကောင်ဒီအနှုတ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အခုဒီကောင်110ဒီကောင်ဒီအပေါင်းဖြစ်သွားပြီဟုတ်ပြီနော်တကယ်လို့ဒီကောင်ဒီငကိုတော့ကအပေါင်းဆိုလို့ရှိရင်အခုချိန်မှာဒီကောင်ဒီအနှုတ်ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ 2s complement ဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုတော့အပေါင်းကနဲ့အနှုတ်ကိုပြောင်းခြင်းတဲ့အချိန်မှာအနှုတ်သုံးမအနှုတ်ကနေပြီးတော့အပေါင်းပြောင်းခြင်းတဲ့အချိန်မှာဆိုလို့ရှိရင် 2s complement ကိုသုံးပါတယ်ဒီသင်ခန်းစာလည်းဒီလောက်ပါပဲဒီ complement လုပ်ခြင်းဒီကျွန်တော်ဒါဘူဇုဒအနေနဲ့ပြပြခြင်းဖြစ်ပါဒီနေရာမှာကျွန်တော်တစ်ချက်သတိထားမှာတကယ်လို့ 8-bit representation သာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီရှေ့မှာ00တွေပါလာမှာဖြစ်တယ်လို့ဒီကောင်တွေဒီလဲ1တွေပါလာမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီ1တွေကိုပါကျွန်တော်ထည့်ပြီးတော့တွက်ပေးရမှာဖြစ်ပါတယ်လောလောဆယ်အခုနကကျွန်တော်ဒီမှာပြပေးလိုက်တာ 4-bit နဲ့ပဲပြပေးလိုက်တာဟုတ်ပြီနော် 4-bit နဲ့ပြပေးလိုက်ခြင်းဒီ 1s complement 2s complement အလွယ်တကူနားလဲသဘောပေါက်စီရင်ဖြစ်တယ် 1s complement ကဘာလဲဆိုတော့အရင်ဆုံးငကိုမူရင်းရှိတဲ့ binary value တွေကို invert လုပ်တယ်1ကို0လုပ်တယ်0ကို1လုပ်လိုက်တယ်ဟုတ်ပြီနော်အဲ့တော့ဥပမာထားပါတော့1s complement ဥပမာထားတော့ကျွန်တော်ဒီမှာ101010ဟုတ်ပြီနော်ဒီလိုရှိတယ်ပေါ့ဒီကောင်တွေ 1s complement လုပ်မယ်အရင်ဆုံး 1s complement လုပ်မယ်ဆိုရင်ဒီကောင်တွေအရင်ဆုံးပြောင်းပြန်ချိန်ပလိုက်မယ်0ဒီ1ဖြစ်မယ်1ဒီ0ဖြစ်မယ်ဒီ0ဒီလည်း1ဖြစ်မယ်ဒီ1ဒီ0ဖြစ်မယ်ဒီကောင်ဒီ1ဒီကောင်ဒီ0ဒီကောင်ဒီ1ဖြစ်မယ်ဒီကောင်ဒီ0ဖြစ်မယ်ဟုတ်ပြီနော်ဒီကောင်ဘာလို့ခေါ်လဲဆိုတော့ 1s complement 1 complement လုပ်ခြင်းလို့ခေါ်တယ်ဟုတ်ပြီ 2s complement လုပ်ခြင်းကဘာလို့တာလဲဆိုတော့ဒီခုနရလာတဲ့ invert လုပ်လို့ရလာတဲ့ binary value တွေကိုတစ်ပေါင်းပလိုက်တာတစ်ပေါင်းမယ်ဆို1နဲ့1နဲ့ဒီ10ရမယ်အဲ့တော့0ကိုဒီမှာရေးခဲ့မယ်1ပေါ်မှာတင်မယ်ဒီမှာ1ပေါ့အဲ့ဒီမှာ1ဒီကောင်ဒီကောင်တော့ဒီတိုင်းပဲပြန်ရေးမယ်ဒီကောင်ဒီ0 1 0 1ဟုတ်ပြီနော်နောက်ဆုံးပဲအဖြစ်ဒီတိုင်းရလာတကယ်လို့အခုန value ဒီအပေါင်းသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အခုချိန်ဒီကောင်ဒီအနှုတ်ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့အပေါင်းအနေနဲ့အနှုတ်ကနေအပေါင်းပြောင်းခြင်းတဲ့အချိန်မှာဆိုလို့ရှိရင် 2s complement ဆိုတဲ့ကောင်အသုံးပြုပါတယ်အဲ့တော့ဒီသင်ခန်းစာဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့နောက်သင်ခန်းစာမှာကျွန်တော်တို့ဘယ်အကြောင်းပြောမလဲဆိုတော့ဒီဇော်ပေါ့ဒီအကြောင်းပြောမယ်ပြီးလို့ရှိရင် right shift တို့ left shift တို့ဒီကောင်လေးဒါအရန်စိတ်ဝင်စားဖို့ကောင်းတယ် right shift လုပ်ရင်ဘာဖြစ်မလဲ left shift လုပ်ရင် value ကြီးလာမလားတိုးလာမလားပေါ့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ကောင်လေးဖြစ်ပါတယ်အဲ့တော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးနားမလည်ဆိုလို့ရှိရင်အခုဗီဒီယို comment မှာမေးမြန်းနိုင်ပါတယ်ခင်ဗျာ